အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပဲခောက်ဆွဲချက်ပါမယ်ဒါကတော့မနေ့ကအကုန်လုံးကြိုက်ပြီးတော့လေချောင်းနေနာနေလို့မရှင်းရသေးတဲ့မီးဖို့ကြောင်ပါဒါကတော့တအားဆော့ရကလေးပါပဲခောက်ဆွဲချက်မယ်လုပ်ပြီးမှအိမ်မှာကျဲဥကုန်လို့ကျဲဥတော့ဝယ်တာပဲဖြစ်ပါတယ်သားမီးနှစ်ယောက်ထဲနေတာမို့လို့ဘဲသွားသူခေါ်သွားပါတယ်အထွားတော့ကတော့ကျဲဥဝယ်တော့ဝယ်တာပါဟိုရောက်တော့လဲသူလိုချင်တာလေးတွေပါထပ်ဝယ်ပေးရပါတယ်သူ့ကြောင့်ပြုတ်ကျသွားတဲ့ပစ္စည်းကိုသူ့ကိုပဲတင်ခိုင်းပါတယ်အဲ့လိုမှမသိမင်းတိုင်းဟိုနွားလိုစီးမရှိကဲမရှိလူအမိုက်ဖြစ်သွားမှဆိုလို့ပါဒါကတော့ကျမဝင်လာတဲ့ချက်ဥပါပြင်သွားပြီဆိုရင်ဘရောမှမဆောင်အမှရှိရနေပြေးနေရမယ်သူ့တငယ်ချင်းမှာဆိုရင်အိတ်တေဒီလဲလိုအပ်ရင်လိုအပ်တယ်လို့ကြမ်းတိုက်ခံရသေးတယ်အပြင်ကပြန်လာရင်ဖက်နှက်သိမ်းတာတို့အုတ်ထုတ်သိမ်းတာတို့ကသူ့တာဝန်ပဲဒါကတော့ပါဝင်ပစ္စည်းတွေပါပုံမှန်ဆိုရင်တော့ဝက်သားနဲ့ချက်ပေးမယ်ဒီနေ့ဖိတ်ထားတဲ့ဧည့်သည်ဝက်သားမစားလို့ကြက်သားနဲ့ချက်ပါမယ်ဒါကတော့အာလူပါကြက်သွန်နီကြက်သွန်ဖြူချင်းကြက်ဥမုံလာဥနီခွားသည်ကြက်သွန်မိတ်ပုံးရည်ကြီးတကြားငရုတ်ကောင်းခရူးစီနဲ့ပဲညံ့ပြားရဲ့အကြီးလို့ဖြစ်ပါတယ်ပဲညံ့ပြားရဲ့အနောက်မရှိလို့ကျွန်မတကြားကိုသုံးထားပါတယ်ပဲခောက်ဆွဲချက်တာအရေးကြီးတာတခုပြဖို့ချင်နေတယ်အဲ့ဒါဘာလဲဆိုတော့ခောက်ဆွဲဖြစ်ပါတယ်ကျွန်မဒီခောက်ဆွဲလေးနဲ့ချက်ပါမယ်ဘာမှမလုပ်ခင်အရင်ဆုံးချက်ဥကိုပြုတ်ပါပြီးရင်တကြားကိုရေနည်းနည်းလေးနဲ့ဆူအောင်လုပ်ပြီးရင်ချက်သားထည့်လုံးပါဒီချက်သားကကျွန်မမနေ့ကစားရယ်ငရုတ်ကောင်းရယ်နဲ့နှက်ထားတာပါခုချင်းနဲ့ခရူးစီထည့်ပြီးတော့ရေခမ်းနဲ့ဒီလုံးပြီးမှဖြစ်ပါတယ်ချက်သားလုံးထားတဲ့အချိန်မှာချက်သွန်နေချက်သွန်ဖြူအာလူးနဲ့မုံလာဦးနီတို့ကိုပြင်ဆင်ပါမယ်ချက်သွန်ဖြူလေးကိုဒီလိုမျိုးလေးလုပ်ပြီးပေးလိုက်ရင်အဲ့ကလေးကခွာပေးပါတယ်အာလူးနဲ့မုံလာဦးကိုတော့အတုံးလေးတွေတုံးပါမယ်ချက်သားလုံးထားတာလေးရေခမ်းသွားပြီဆိုရင်တော့အိုးတစ်ဖက်မှာကတ်စီလေးထည့်ပြီးတော့ချက်သွန်နေနဲ့ချက်သွန်ဖြူတို့ကိုစီတက်ပါမယ်စီတက်နေတော့မှပဲချက်ဥကလည်းချက်သွားပါပြီစီတက်ထားတာလေးနွမ်းသွားပြီဆိုလို့ရှိရင်တော့တုံးထားတဲ့အာလူးလေးတွေထည့်ပြီးတော့ချက်သားနဲ့ပါအကုန်လုံးရောလုံးပါမယ်ပြီးရင်တော့ပဲငံပြားရဲ့အကြီးနဲ့ရေထည့်ပြီးတော့အာလူးလေးမနူးတနူးဖြစ်တဲ့အထိတည်ပေးပါမယ်အာလူးနူးတာစောင်းရင်တော့ပင်အနေနဲ့ထည့်ဆောင်မယ်သခွားသီးကိုပြင်ပါတယ်သခွားသီးပြင်နေရင်အတန်းရှင်းလာရှာတဲ့ကလေးကိုလည်းအတန်းရှင်းပေးရပါသေးတယ်ပြီးရင်သခွားလေးဆက်လေးပြီးတော့ချက်သွန်မိတ်ကိုပါဆက်ပြင်ပါမယ်ကလေးကတော့ဟင်းမြင့်ကျင်လို့ပူစားနေတာဖြစ်ပါတယ်ဟင်းကလည်းမကြက်သေးတော့သူ့ဟာသူသွားဆော့နေတာပါဖွာထားတာကြီးကြည့်အောင်အာလူးလေးတွေမနူးတနူးဖြစ်ပြီဆိုရင်မုံလာဦးနေတွေထည့်ပြီးတော့ရေခမ်းအောင်ချက်ပေးပါကြက်တာနဲ့ဟင်းလာပြီးတော့တာပဲအရသာနေတော့ပဲဆိုရင်တော့ပုံးရည်ကြီးဖြော်ထားတွေထည့်ပြီးတော့စူအောင်တည်ပေးပါပြီးရင်တော့ခောက်ဆွဲပြုတ်ခောက်ဆွဲမကြက်ကြက်ဆိုရင်ခောက်ဆွဲပြုတ်ရည်လေးတွေစစ်ချက်ထားတဲ့အနှစ်ကလေးတွေထည့်ပြီးတော့ခောက်ဆွဲတဲ့အရသာဝင်အောင်ပြန်ချက်ပေးပါပြီးရင်တော့ကြက်ဥထဲသခွားသီးထဲချက်သွန်ပိတ်ထည့်ပြီးတော့ပွဲပြင်လို့ရပါပြီဖဲခောက်ဆွဲစားမယ်ဆိုရင်ကင်ချီရတာမပါမဖြစ်ပါကျမတော့အဆက်ကြိုက်လို့မျိုးသီးမုတ်လေးနဲ့နည်းနည်းဖြူစားပါတယ်ကျမကလေးကအရန်ကြိုက်တော့အဆုံးလေးကြည့်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်မအားလာပေးမှလည်းအများဆုံးကင်းဝေးကြပါစေ